ဖြစ်ပြ။ဟုတ်ပြီ။နဲ့ရလာနေကြတယ်။မင်္ဂလာပါ။ဟုတ်ဒီဇိုင်နာကိုရှက်တော့ပဲစီစဉ်ပေးတာပေါ့ဒီနေ့ကဟုတ်။ကဲ့။ဒီနေ့ fashion လေးပေါ့အမြင်လေးပြတော့ပါဦး။ကျွန်တော်တော့ကြတယ်။ဝတ်ဆောင်လေးကိုဖန်တီးဆုပ်လုပ်ပေးရတော့ကိုရှာဒရာမှာပိုးတယ်ရတော့ဆုမြတ်တင်ကြီးလက်ဝဲရနာရွှေမင်းနေအောင်မှာမိတ်ကပ်ကတော့အေဂျင့်မိပါရှင်။ဒါကတော့ကိုရှာဒရာရဲ့ idea ပေါ့နော်။ပုံမှန်တက်ကိုနည်းနည်းလေးပို့ပြီးတော့ခေါ်မလဲဒီဇိုင်းရောနောက်ပြီးတော့ကျွန်တော်တို့ဟိုပါပေါ့နော် Riot ဆက်ဆန်လေးလောက်ထားရပါတော့ဆိုတော့ဒီနေ့ကကိုချာဒရာရဲ့ idea လေးကတော့တကယ်လည်းသဘောကျပါတယ်တကယ်လည်း elegant ဖြစ်တယ်နောက်ပြီးတော့တကယ်လည်းဘယ်လိုမျိုးဝေးရတဲ့အချိန်မှာလည်းတက်တောင့်တက်တာလည်းရှိတယ်လို့ခံစားရတယ်ပေါ့ဟုတ်ဒီကြောင်းမှာတော့ဒီလိုပဲ trend လိုက်ပြီးတော့ကျွန်တော်တို့ကဒါပြောင်းလဲတာကတော့ဒီကြောင်းပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီလိုမျိုး traditional dress ကိုမှဒီဘယ်လို upgrade လုပ်တဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးပုံစံလေးတွေကပိုသဘောကျတယ်ပေါ့နော်ကျွန်တော်တို့ကလည်းဒါမြန်မာအင်ကြီးကိုပဲဒါခစ်မိတဲ့ design ပုံစံ cutting ပုံစံတွေနဲ့ကျွန်တော်တို့မြင်ရတဲ့အတွက်စိတ်ကျဉ်းနှံမှုဖြစ်စေတာပါပဲဟုတ်ဒီကလေးကျောင်းစိတ်တွေစုထားတဲ့ပတ်စံတင်လာရဲ့လောက်ကြတော့လက်ကြောတဲ့ကမလုပ်ချင်ဘူးဟိုအကြောင်းပြဒီအကြောင်းပြတယ်အိမ်မှာပဲအချောင်းကြီးအချောင်းစားခြင်းတဲ့ကောင်ဟုတ်ပါဒီနေ့မှာတော့ဒါအကိုရဲ့ project တွေအကုန်လုံးဝယ်တာပေါ့နော်။ယနေ့အကယ်ပေးချပေးတာအပေါ်လေးဒါပြောပေးပါဦး။ဟုတ်ကဲ့ပါ။ဒါအဲ့လိုမျိုးပေါ့နော်ကျွန်တော်တို့ဒါမှတ်ချက်တွေပေးတဲ့အတွက်အရင်လဲဝမ်းသာတယ်။စူးစမ်းကြိုးလဲနှက်တယ်လို့ကျွန်တော်မြင်တယ်ပေါ့နော်။ဟိုရချင်းမရချင်းဆိုတာကတော့ဒါကျွန်တော်တို့ကန်တရားနဲ့လည်းအများကြီးဆိုင်တယ်ပေါ့နော်။အဲ့ဒါအပြင်ကမှဒီအနုပညာရှင်တွေမှာအနုပညာရှင်တွေလည်းကျွန်တော်တို့နဲ့တူတွဲလုပ်ခဲ့တဲ့အနုပညာရှင်တွေလည်း nomination ထဲမှာပါနေတဲ့ခါကျတော့ကိုယ့်အစားသူတို့အတွက်ရင်ခုန်ရတာနဲ့တယ်ကိုရင်ခုန်ဖို့မေ့နေတဲ့အနေအထားမျိုးတော့ဖြစ်နေတယ်ပေါ့ဒီနေ့ကတော့ဟုတ်အောက်မှာငါ့ကိုများမခန့်လေးစားတဲ့လာစမ်းမှာတွတ်လိုက်လေတွတ်လိုက်စမ်းပါဟဲ့ဆမ်းဒီနေ့ကဘသူတွေရောဒါပို့ပြီးတော့ဒါရှင်းပေါ်ပြရလို့ရှိတယ်ဟုတ်ကဲ့ဟိုပါပေါ့အဓိကတော့ဇက်ပုတ်တွေရောနောက်ပြီးရုပ်ရှင်ဇက်ကားရောနောက်ပြီးတော့ director စုတွေရောပေါ့နော်ဒါတော့ကိုတငယ်ချင်းတွေကြီးပဲအကုန်ဖြစ်နေတယ်ကိုကိုလည်းတကယ်ပတ်မိုးပေးခဲ့တဲ့အမှုပညာရှင်ကြီးကိုမောင်နှမတွေဆိုတော့သူတို့အတွက်ပို့ပြီးတော့ရင်ခုန်ရပါတယ်ဒီနေ့ကမမရေခုန်တယ်လေးလည်းသိပြနေရှင်ကိုတော့မဖြစ်ခဲ့ပါအခုကိုခံမှန်းပေးကြတဲ့အတွက်ပေါ့နော်ပြည်သက်တွေထပ်တူဝမ်းသာပါတယ်ကျေးဇူးလက်တင်ပါတယ်အခုခံမှန်းပေးရတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးပါနော်ဟုတ်ကဲ့ပါကျေးဇူးပါ